အားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ1ရက်နေ့ဈေးကွက်စဖွင့်တဲ့နေ့မှာပဲကမ္ဘာရွှေဈေးကတော့ဈေးအတက်ဘက်ကိုအားတာနေတာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမ္ဘာရွှေဈေးက4216ဈေးတန်းနဲ့စဖွင့်နေပြီးတော့မှအနည်းဆုံး4205ဈေးတန်းအထိအနည်းဆုံးဆင်းခဲ့တယ်လက်ရှိအမြင့်ဆုံးအနေနဲ့ကျွန်တော်တို့4256ဈေးတန်းအထိအမြင့်ဆုံးတက်ထားတဲ့အတွက်ကြောင့်မလို့ကမ္ဘာရွှေဈေးကတော့လက်ရှိမှာပေ90ကျော်အလောက်ခတ်ဖြစ်ပြီးသွားပါပြီဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်လည်းအတက်ဘက်ကိုအားတာနေတဲ့ကမ္ဘာရွှေဈေးကရှေ့ဆက်ပြီးတော့မှဘယ်လိုတွေဖြစ်လာနိုင်လဲဘယ်ဈေးတန်းတွေမှာရောင်းတင်ဝယ်တင်နေဆိုတာတွေကိုကျွန်တော်တို့ဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါဆိုတော့ဒီသုံးသပ်ချက်တွေမစခင်မှာမိတ်ဆွေတို့အနေနဲ့ကမ္ဘာရွှေကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ chat box မှာလာရောက်ပြီးတော့မှအသေးစိတ်စုံစမ်းနိုင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်သုံးသပ်ချက်တွေကိုဆက်ပြီးတော့မှကြည့်အောင်ပါကျွန်တော်တို့ H4 time frame ရသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာကျွန်တော်အနေနဲ့ဒါဈေးတက်ဖို့အတွက်အဟံတာဈေးတန်းပေါ့နော်ဈေးတက်ဖို့အတွက်အဟံတာဈေးတန်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီ4268ဈေးတန်းကိုဈေးတက်ဖို့အတွက်အဟံတာဈေးတန်းဒါ resistance ဈေးတန်းအနေနဲ့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ဒါဈေးကျဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်က4200ဈေးတန်းကိုဒါကျွန်တော်ကတော့ support ဈေးတန်းအနေနဲ့သတ်မှတ်ခြင်းပါတယ်ဆိုတော့လက်ရှိမှာလည်းဒါဈေးတက်ဖက်ကိုအားတာနေတဲ့အနေအထားမှာကျွန်တော်ကတော့ဒီ4268ဈေးတန်းကိုစောင့်ကြည့်စေခြင်းနဲ့ကျွန်တော်ဒီမှာ4268ဈေးတန်းအပေါ်ကိုသာဖောက်တက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဒီရှေ့က history ပုံစံအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ4380ဈေးတန်းဝန်းကျင်ထိကိုအတက်ပြန်ပြီးတော့မှအားကောင်းလာနိုင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ4268ဈေးတန်းအပေါ်ကိုဖောက်ပြီးတော့မှမတက်နိုင်ခဲ့ဘဲနဲ့ဒါပြန်ကန်ကျခဲ့မယ်ဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးကဘယ်ထိအကျအားကောင်းနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ4200ဈေးတန်းတွေနောက်ပြီးတော့4143ဈေးတန်းဝန်းကျင်တွေအထိကိုအကျပြန်ပြီးတော့မှအားကောင်းလာနိုင်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာဒါစောင့်ကြည့်စေခြင်းတဲ့ဈေးတန်းကတော့4268ဈေးတန်းကိုစောင့်ကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီ4268ဈေးတန်းအပေါ်ကိုဒါကျွန်တော်တို့ဖောက်တက်နိုင်ခဲ့မယ်ဆိုရင်4နာရီစာအတိုင်းတာရဖောက်တက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အဝယ် order လိုက်နိုင်တယ်ကျွန်တော်တို့ဒီဘယ်နေရာမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ4300ဈေးတန်းတွေနောက်ပြီးတော့ဒီမှာ4330ဈေးတန်းတွေဒီဈေးတန်းတွေမှာကျွန်တော်တို့တေချာတဲ့အမြတ်ကိုမိတ်ဆွေတို့အနေနဲ့ပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ဒီ4268ဈေးတန်းအပေါ်ကိုဖောက်မတက်နိုင်ခဲ့ဘဲနဲ့ကျွန်တော်တို့ပြန်ကန်ကျခဲ့မယ်ဆိုလို့ရှိရင်လည်းဒါမိတ်ဆွေတို့အနေနဲ့ရေတို့အယောင်း order ဝင်နိုင်တယ်ဘယ်ဈေးတန်းတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ4220ဈေးတန်းတွေနောက်ပြီးတော့4200ဈေးတန်းတွေနောက်ထပ်ကျွန်တော်တို့ဆက်ပြီးတော့မှကြာအောင်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့4180ဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတွေအနေနဲ့တေချာတဲ့အမြတ်ကိုထပ်ပြီးတော့မှပိုင်းဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာအယောင်းဝယ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ4268ဈေးတန်းကိုစောင့်ကြည့်ပါဒီ4268ဈေးတန်းအပေါ်ကို4နိုင်စာအတိုင်းတာရဖောက်တက်ပြီးပိတ်ခဲ့ပြီဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတွေအနေနဲ့ရေတို့အဝယ် order လိုက်ပြီးတော့မှ4268ဈေးတန်းအပေါ်ကိုဖောက်တက်နိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အယောင်း order လိုက်နိုင်ပါတယ်ဈေးဆက်ပြီးတော့မှကြဖို့ရအတွက်တေချာမယ့်ဈေးတန်းကတော့ကျွန်တော်တို့ဒီ4200ဈေးတန်းကိုပေါ့နော်ဒီ4200ဈေးတန်းအောက်ကိုပြန်ပြီးရောက်လာမှသာလျှင်ကမ္ဘာရွှေဈေးကအကျဘက်ကိုပြန်ပြီးတော့မှအားကောင်းနိုင်ပါတယ်ဆိုတော့ဒီ4200ဈေးတန်းအောက်ကိုဖောက်ပြီးတော့မှဒါမကျနိုင်သေးဘူးဆိုလို့ရှိရင်လည်းဒါမိတ်ဆွေတို့အနေနဲ့ဒီနေရာထဲမှာကျွန်တော်တို့4200ဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးဘူးဆိုလို့ရှိရင်လည်းဒီ4200ဈေးတန်းဝန်းကျင်မှာမိတ်ဆွေတို့အနေနဲ့ရေတို့အဝယ် order ပြန်ပြီးတော့မှဝင်နိုင်ပါတယ်ဒီ4210 4220ဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတွေအနေနဲ့ဒါသေးချတဲ့အမြတ်တွေကိုပြန်ပြီးတော့မှပိုင်းဖြတ်ထားနိုင်ပါတယ်ဒါကြောင့်မို့ဒီနေ့အတွက်ကျွန်တော်တို့4268ဈေးတန်းကိုစောင့်ကြည့်မယ်4268ဈေးတန်းအပေါ်ကိုဖောက်တက်ခဲ့ရင်ရေတို့အဝယ် order လိုက်ပြီးတော့မှ4268ဈေးတန်းအောက်ကိုဖောက်ကြခဲ့ရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အကြောင်း order လိုက်နိုင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ဒါ technical နည်းရကမ္ဘာရွှေဈေးသုံးသက်ချက်တွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့သုံးသက်ချက်တွေကလည်းမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတို့တွေမှာကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ကျွန်တော်စီမှာအသေးစိတ်လာရောက်ပြီးတော့မှစုံစမ်းနိုင်တယ်သင်တန်းတက်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်တို့ Zoom class နဲ့ video class ဆိုပြီးတော့မှနှစ်ခုခွဲထားတယ် Zoom class ကတော့ကျွန်တော်တို့သင်တန်းကြီးလေး3သိန်းကျပ်သတ်မှတ်ထားပြီးတော့မှ video class ကတော့ကျွန်တော်သင်တန်းကြီး9000ကျပ်ပဲသတ်မှတ်ထားပါတယ်ဆိုတော့မိတ်ဆွေတို့အဆင်ပြေတဲ့သင်တန်းလေးတွေကိုရွေးချယ်ပြီးတော့မှကမ္ဘာရွှေအယောင်းဝယ်လုပ်ငန်းကိုလေ့လာနိုင်ပါတယ်သင်တန်းတက်ပြီးတော့မှလေ့လာခြင်းတဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ chat box မှာလာရောက်ပြီးတော့မှအသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ